တကယ်ချင်းမရှိများလုံးပဲမင်္ဂလာပါနော်ဒီနေ့ကတော့ကျွန်တော်ဒီလုံးပိုင်လေးနဲ့ပေါ့နော်ခွာတွဲလေးတင်ပေးမယ်ဆိုပြီးတော့ပြောထားတာကျွန်တော်ခွာတွဲလေးလဲကျွန်တော်မတင်ရသေးတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ဒီမှာတင်ပေးမှာဖြစ်ပါတယ်ဗျာနော်โอเคဒါဆိုရင်အားလုံးပဲကျွန်တော်နဲ့အတူတူလိုက်ပြီးတော့ကြည့်အောင်ပေါ့နော်โอเคကျွန်တော်ဒီဘက်ကစပြီးတော့ယူရမှာဆိုတော့ဒီ209ကိုကျွန်တော်ဟိုဘက်မှာမရေးတော့ပါဘူးနော်209ကျွန်တော်ထိပ်စီးနဲ့ပဲယူမှာဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီမှာ209ကကျွန်တော်ထိပ်စီးဒီနံပါတ်1ဒီနော်နံပါတ်2ဒီတပင်ချပြီးရင်သူကဘယ်လိုရိုက်ပြီးလဲဆိုရင်ဒီတပင်ချလိုက်မယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်နည်းနည်းလေး screen ချဲလို့ရပြီနော်အဲ့နံပါတ်2ကတည်သွားပြီဆိုတော့နော်ဒီမှာနံပါတ်ကျွန်တော်တို့ခွန်နံပါတ်3ညနော်ဒီလိုခွာတွဲခွန်ပါဝါ2ဆိုပြီးတော့ကြားတယ်ဆိုရင်2ပါဝါခွန်ဆိုပြီးတော့နော်သူ့ရဲ့ကျွန်တော်တို့ပါဝါကိုလာရိုက်ပြီးတယ်ပေါ့နော်သူ့ရဲ့အောက်စစ်ရဲ့ပဲပေါ့နော်ဒါ209ကကျွန်တော်2တီတပင်ချပြီးတော့သူ့ပါဝါကိုခွဆင်းတယ်ပေါ့နော်ခွပေါင်းချင်းဆင်းတယ်ကျွန်တော်တို့ဒီမှာနံပါတ်3နော်နံပါတ်3ဒီလည်းတပင်ချပြီးတော့3ပါဝါဆိုပြီးတော့နော်ကျွန်တော်တို့ဒီမှာ53နော်ပေါင်းချင်းနံပါတ်ဒီနံပါတ်8ဆိုပြီးတော့ဆင်းပါတယ်နော်ဒါဆိုရင်ကျွန်တော်တို့နောက်တစ်ပင်ကိုစစ်ပြီးတော့ကြည့်အောင်ပေါ့နော်နောက်တစ်ပင်မှာကျွန်တော်တို့အောက်ကရှိနေတာဒီနံပါတ်6နော်ဒီနံပါတ်6ဒီတစ်ပင်ချပြီးတော့ကျွန်တော်တို့ဒီမှာ3နော်ဒီနောက်ပိတ်ဒီနံပါတ်8 38နော်နှလုံးပေါင်းချင်း16ပါဝါ1ဆိုပြီးတော့ကျွန်တော်တို့ဆင်းခဲ့တယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီအောက်မှာစစ်ရဲ့ဒီနံပါတ်3ဆိုပြီးတော့ရှိတယ်နော်ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီနော်ထိပ်စီးရဲ့ဒီအပိတ်နော်ခွာတွဲဒီ3ပါဝါဘာဖြစ်ပြရမလဲကျွန်တော်တို့နံပါတ်8ဆိုပြီးတော့ရိုက်ပြရမယ်ပေါ့နော်ဒီမူတိုင်းစစ်ပြီးတော့လာခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒါကခွာ8နော်ခွာ8ထိုးရမှာဖြစ်တယ်ဟုတ်ပြီနော်ဒီကကျွန်တော်တို့209ကစပြီးတော့သူကပေးခဲ့တာပေါ့နော်209ကနံပါတ်2တီတပင်ချပြီးတဲ့နောက်မှာသူ့ပါဝါခွန်လို့ရိုက်တယ်3တီသူ့ပါဝါ8 6တီသူ့ပါဝါ1ဒီအတွက်ကြောင့်ဒီမှာနံပါတ်3ရှိနေတဲ့အတွက်ကျွန်တော်တို့ဒီမှာနံပါတ်8ခွာ8ပေါ့နော်ခွာ8ဟုတ်ပြီခွာ8တွေကျွန်တော်တို့ဒီမှာချရေးကြည့်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ဘယ်ကစမလဲ38နော်38ပြီးရင်ကျွန်တော်တို့1ခွန်နော်ပြီးရင်ဘာရှိမလဲကျွန်တော်တို့26နော်ပြီးရင်35နော်ပြီးရင်ကျွန်တော်တို့ဘာရှိမလဲ44နော်44ကြောင်းမြန်ကျွန်တော်တို့ထပ်ပြီးတော့တွဲလိုက်မယ်ဆိုရင်ကျွန်တော်တို့53 62ခွန်1 83ညနော်ဒါပြီးရင်ဘာရှိမလဲကျွန်တော်တို့88ဆိုတော့99နော်99ဆိုပြီးတော့ကျွန်တော်တို့ဒီအတွဲလေးတွေရမယ်ပေါ့နော်โอเคဒါရမယ်ဆိုတော့ကျွန်တော်တို့ဒီအဝါပေါ့နော်လုံးပိုင်လေးကျွန်တော်တစ်ချက်ပြပေးမယ်ပေါ့နော်လုံးပိုင်ကကျွန်တော်စစ်ပေးမပေးတော့မပြောတတ်ဘူးပေါ့နော်မပြောတတ်ဘူးโอเคနော်သူကဘယ်လိုလေးပေးထားလဲဆိုရင်ကျွန်တော်ဒီပင်ကနေစတယ်ပေါ့နော်ဒီမှာ6လေးခွန်ဆိုတဲ့ဒီနံပါတ်ခွန်ဒီနော်ဒီနံပါတ်ခွန်ဒီသူ့ရဲ့အပေါ်ဆောင်မှာနော်ခွန်တစ်လုံးလုံးပိုင်ဆိုပြီးတော့ကျွန်တော်တို့ဆင်းတယ်နော်ခွန်ဒီကျွန်တော်ဒီမှာခွန်လို့ဆင်းတယ်ပေါ့နော်ဟုတ်ပြီပြီးရင်စစ်ရဲ့ပဲ258ဆိုတဲ့နောက်ပိတ်နံပါတ်8ဒီနော်သူ့ရဲ့ဇောင်းမှာနော်ကျွန်တော်တို့10ပိုင်းဆိုပြီးတော့ဆင်းတယ်နော်ဒီနောက်ပိတ်51ခွန်ဒီလေနော်51ခွန်ဒီလေ83ညခွန်ဆိုတဲ့သူဇောင်းမှာနော်ကျွန်တော်တို့ဒီမှာဘိုင်လို့ထပ်ပြီးတော့ဆင်းပေးထားပါတယ်နော်โอเคဒီနံပါတ်ခွန်နော်41ခွန်ကနံပါတ်အပိတ်ခွန်ဒီလေ8ခွန်2ဆိုပြီးတော့ကျွန်တော်တို့ခါတိုင်းနော်ကျွန်တော်ဒီနံပါတ်ခွန်ကိုဆင်းပေးသွားတယ်เนาะဒီမှာနောက်ပိတ်နံပါတ်5နံပါတ်5ဒီ934ဆိုတော့ကျွန်တော်တို့5ထိပ်ကိုဆင်းပေးသွားတယ်เนาะဒါဆိုရင်ကျွန်တော်ဒီမှာရှိနေတဲ့အပိတ်3ဒီမှာလုံးပိုင်အနေနဲ့လာနိုင်တယ်ပေါ့เนาะကျွန်တော်တို့ခွန်ကျွန်တော်ဒီမှာ88ပေါ့เนาะဟုတ်ပြီခွန်ကခွန်လို့8က8ကျွန်တော်တို့ခွန်ကခွန်ဒီခွန်ဒီလဲခွန်9ဒီလဲ9ဒါဆိုရင်3ဒီလဲ3ဘယ်မှာလာမလဲတော့ကျွန်တော်တို့မပြောတတ်ဘူးပေါ့နော်မပြောတတ်ဘူးโอเคသူကကျွန်တော်တို့အထိုင်တော့မရဘူးပေါ့နော်လုံးပိုင်အနေနဲ့ဒါဆိုရင်ဘယ်အတွဲလေးကအကောင်းဆုံးဖြစ်မလဲပေါ့နော်ကျွန်တော်တို့35အတွဲလေးကဒါဆိုရင်တော့အကောင်းဆုံးဖြစ်မယ်လို့ထင်တယ်3553ပေါ့နော်ကျွန်တော်တို့ဒါရှင်းနောက်တွဲလို့ရတယ်ဆိုတော့ကျွန်တော်တစ်ခုပဲရေးလိုက်တော့တယ်35သို့မဟုတ်53အတွဲဒီ
ကျွန်တော်တို့ဒါအကောင်းဆုံးလို့ပြောလို့ရတယ်ပေါ့နော်ဒီအတွက်ကထပ်ပြီးတော့ဖြုတ်ခြင်းလဲဖြုတ်လာနိုင်ပါတယ်ဗျနော်โอเคဒါဆိုရင်တော့ကျွန်တော်ဒီနေ့တင်ပေးလိုက်တဲ့လုံးပိုင်ကတော့နံပါတ်3ဖြစ်တယ်ပေါ့နော်လုံးပိုင်3ကျွန်တော်တို့ခွ8ပေါ့နော်ခွပေါင်းခြင်း8နဲ့အားလုံးပဲကျေးဇူးထူးတင်ပါတယ်ဗျတကယ်ချင်းတို့ရရှိထားတဲ့လုံးပိုင်လေးတွေဒီအတွဲလေးတွေရှိတယ်ဆိုရင်လည်းအခြားတငယ်ချင်းတွေတွေ့ရအောင် comment လေးပေးခဲ့ပြပါအောင်ဗျအားလုံးကိုကျေးဇူးထူးတင်ပါတယ်အဆင်ပြေကံကောင်းပါစေဗျဘိုင်ဘိုင်ပါ